မြေကြီးနားမျိုးရဲ့အထံကရနေရာတစ်ခုဖြစ်ကျစီတာဘူမနောကွင်းအဝင်ဝမှာခန့်ခန့်ထဲထဲရှိနေတဲ့ဒီရုပ်ထုနှစ်ခုအကြောင်းကိုတင်ပြပါသလားလူအများစုကဒီနေရာကိုအလှထပ်ပုံရိုက်ဖို့ဒါမှမဟုတ်အပန်းဖြေဖို့ပဲတွားကြတာများပေမဲ့တကယ်တော့ဒီရုပ်ထုနှစ်ခုရဲ့နောက်ွယ်မှာကချင်လူမျိုးတွေရဲ့ရဲရင့်တဲ့တော်လှန်ရေးသမိုင်းကြောင်းနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်အသက်ပေးသွားခဲ့ကြတဲ့ခေါင်းဆောင်ကြီးတွေရဲ့စိတ်ဓာတ်တွေကိန်းအောင်နေပါတယ်အခုကျွန်တော်ဖြောက်ကပြီးသွားမှာကတော့ဒီရုပ်ထုနှစ်ခုရဲ့ရာဇဝင်နဲ့မြစ်ကြီးနားမြို့ရဲ့နှလုံးသားလိုတင်စားရမယ်မနောကွင်းကြီးအကြောင်းပဲဖြစ်ပါတယ်ဒီရုပ်ထုနှစ်ခုဟာကချင်လက်လက်ရေးအခွိုက်ကိုစတင်တည်ထောင်ခဲ့ကြတဲ့ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ဗိုလ်မှူးကြီးဇော်ဆိုင်နဲ့ဗိုလ်မှူးကြီးဇော်တူးတို့ပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့ပုံကတော့ KIO ရဲ့ပထမဆုံးဥက္ကဋ္ဌဖြစ်တဲ့ဒူတာဂျူလာထော်ဇော်ဆိုင်ရဲ့ဓာတ်ပုံပါသူဟာအရက်ဝစ်အရက်ဆိုင်နဲ့တောင်ခန့်ညားထေဝါနေတာကိုတွေ့ရမှာဖြစ်ပြီး1985ခုနှစ်မှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်နောက်ထပ်ခေါင်းဆောင်တဦးကတော့စစ်ဝစ်စုံအပြည့်စုံနဲ့တွေ့ရလေ VCS လာထော်ဇော်တူဖြစ်ပါတယ်သူတို့ညီကိုတွေဟာကချင်သမိုင်းမှာဘယ်တော့မှမေ့ဖြောက်လို့မရတဲ့သူရဲကောင်းတွေပေါ့သူတို့ရဲ့ရဲရဲမှုတွေဟာဒီအတိုင်းပေါ်ပေါက်လာတာမဟုတ်ပါဘူးရှေးရခင်ကတည်းကကချင်စစ်တီရတော်တွေဟာခါးမှာဓားလွယ်ခေါင်းပေါင်းပေါင်းပြီးကိုမြေကိုရေကိုကာကွယ်ခဲ့ကြတဲ့အစဉ်အလာရှိခဲ့ပါတယ်ဗိုလ်မှူးကြီးစော်ဆိုင်တို့ညီကိုတွေဟာလည်းဒီလိုမျိုးရို့အစဉ်အလာအတိုင်းရဲရင်ပြီးတတ်တည်ရှိကြသူတွေပါသူတို့ဟာဒုတိယကမ္ဘာစစ်အတွင်းမှာလည်းနိုင်ငံအတွက်တိုက်ပွဲဝင်ခဲ့ကြသလိုလွတ်လပ်ရေးရပြီးနောက်ပိုင်းဂတိကဝတ်ဒီပြည့်ရွင်းလာတဲ့အခါမှာလည်းမိမိတို့လူမျိုးအတွက်လက်နက်ကင်တော်လှန်ရေးကိုစတင်ခဲ့ကြသူတွေဖြစ်ပါတယ်1962ခုနှစ်မှာသူတို့ဟာလူငယ်အငဲငယ်နဲ့အတူ KIO ကိုစတင်တည်ထောင်ခဲ့ကြပါတယ်မနောကွင်းအဝင်ကရုပ်ထုတွေမှာမြင်တွေ့ရတဲ့အတိုင်းသူတို့ဟာကချင်ရိုးရာဝတ်စုံလေးကိုခန့်ညားစွာဝတ်ဆင်ထားပြီးလက်ထဲမှာလည်းကချင်လူမျိုးတွေရဲ့အသက်ဖြစ်တဲ့ဓားကိုဆွဲကင်ထားကြပါတယ်။ဒါဟာရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းဆောင်ရှောက်ရင်းတစ်ဖက်ကလည်းမိမိတို့ရဲ့မြေနဲ့လူမျိုးကိုကာကွယ်မယ်ဆိုတဲ့အဓိပ္ပာယ်ကိုဆောင်ပါတယ်။ဗိုလ်မှူးကြီးစော်တို့ဟာလည်းတော်လန်ရေးရဲ့အစောပိုင်းကာလတွေမှာရှေ့တန်းကနေဦးဆောင်ခဲ့သူတဦးဖြစ်ပါတယ်ဒီရုပ်ထုတွေကိုမြစ်ကြီးနားမနောကွင်းရှိမှာထားရှိတာဟာကချင်လူမျိုးတွေအတွက်တကယ်ကိုအဓိပ္ပာယ်ရှိပါတယ်မနောကွင်းဆိုတာကချင်လူမျိုးတွေအတွက်စီးလုံးချင်းရဲ့ပြယူပြီးဒီခေါင်းဆောင်ကြီးတွေရဲ့ရုပ်ထုကလည်းကချင်တော်လန်ကြီးတမိုင်းကြောင်းရဲ့အစအဦးကိုဖော်မျိုးနေတာပဲဖြစ်ပါတယ်ခေတ်အဆက်အဆက်မှာဒီရုပ်ထုတွေဟာမြစ်ကြီးနားမြို့သားတွေအတွက်မိမိတို့ရဲ့တမိုင်းကြောင်းကိုမမေ့ဖို့တတိပေးနေတဲ့အထိအမှတ်တွေပေါ့ဒါကြောင့်နောက်တစ်ခေါက်မနောခွင်းကိုရောက်ခဲ့ရင်အလှတပုံရယုံတင်မဟုတ်ဒီခေါင်းဆောင်ကြီးတွေရဲ့ပေးဆက်ခဲ့မှုတွေကိုတစ်ချက်လောက်ပြန်